Hello everyone, Bright English Academy ရဲ့ grammar video class လေးရာနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ share ကပေါ့နော် past perfect tense အကြောင်းပြောမယ်ပေါ့နော်။ကျွန်တော်တို့ဒီအခုပြောနေတာ past tense series တွေအကြောင်းရောက်ပြီလေ။အဲ့ဒီမှာအခု past perfect အကြောင်းကိုကျွန်တော်တို့လေ့လာကြည့်ကြမယ်။အဲ့တော့ past perfect ဆိုတာဘာလဲပေါ့။ဒီတော့ past perfect ဆိုတာက subject plus had plus first participle verb 3ပေါ့နော်။ကျွန်တော် present perfect တော့ကျတော့ subject plus has or have plus first participle verb 3နဲ့သုံးထားတယ်ပေါ့နော်ဒီမှာကျတော့ HAT ပေါ့ HAT နဲ့ပဲသုံးမယ်အဲဆိုတော့ first perfect ဆိုရင်ဒီမှာခုနပြောလို့ပဲ subject plus had plus first participle verb 3เนาะ I you we they he she it ဘာပဲဖြစ်ဖြစ် HAT had ဒီမျိုးလေးနဲ့ပဲသုံးမယ်ပေါ့နော်အဲဒါကတော့ first perfect ရဲ့ပုံစံလေးပေါ့ဟုတ်ပြီအဲဆိုရင်ဘယ်လိုနေရာမှာသုံးမလဲပေါ့ဘယ်လိုနေရာမှာသုံးမလဲဆိုရင်အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စနှစ်ခုရှိမယ်အကြောင်းအရာနှစ်ခုရှိမယ်အကြောင်းအရာနှစ်ခုမှာအရင်ဖြစ်တဲ့ကိစ္စမှာ press perfect ကိုသုံးမယ်ဟုတ်ပြီနော်ဘယ်လိုလဲဆိုရင်အတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာအဲ့အကြောင်းအရာနှစ်ခုရှိမယ်နှစ်ခုတော့အတိတ်မှာဖြစ်ခဲ့တာပဲဒါပေမဲ့အဲ့နှစ်ခုမှာအရင်ဖြစ်တဲ့ဟာဆိုရင် zero press perfect ကိုသုံးတယ်အဲ့ဆိုရမယ်နော်example ကိုကြည့်မယ်ဆိုလို့ရှိရင် you had gone home already when I came to see you yesterday မနေ့ကငါမြို့လာတွေ့အချိန်မှာမင်းအိမ်ပြန်သွားပြီအဲ့တော့စဉ်းစားကြည့်ကြမယ်လာတွေ့တာအရင်လားအိမ်ပြန်တာအရင်လားဟုတ်တယ်မလားအိမ်ပြန်သွားလေအိမ်ပြန်သွားလို့လာတွေ့တဲ့အချိန်မှာမတွေ့ရတော့ဘူးလို့ပြောချင်တာအဲ့တော့အရင်ပြောချင်တဲ့ကိစ္စကိုကျတော့ past perfect နဲ့သုံးနေအဲ့တော့ you had gone home already when I came to see you yesterday okay now cool by the time we arrived at the airport the plane had left ကျွန်တော်တို့လေဆိပ်ကိုရောက်တဲ့အချိန်မှာလေယာဉ်ကထွက်သွားတယ်ဟုတ်တယ်နော်လေယာဉ်ကထွက်သွားတာအရင်လေလေယာဉ်ထွက်သွားတာအရင်အဲ့တော့ကျတော့မှသူတို့လေဆိပ်ကိုရောက်တဲ့အချိန်မှာလေယာဉ်ကထွက်သွားပြီလို့ပြောချင်တာအဲ့တော့အရင်ဆုံးဖြစ်တဲ့အတိတ်ကာလမှာဖြစ်တဲ့အကြောင်းအရာနှစ်ခုရှိမယ်အဲ့အကြောင်းအရာနှစ်ခုမှာအရင်ဖြစ်တဲ့ဟာကိုပြောခြင်းကျွန်တော် first perfect ကိုသုံးမယ်။ဘယ်ဟာအရင်လဲဆိုတာစဉ်းစားမှာပေါ့နော်။ကဲနောက်တစ်ခုကကျတော့အတိတ်မှာဖြစ်ခဲ့တဲ့အရာလေးကြားခြင်း။ဒီကိစ္စတစ်ခုကအတိတ်မှာဖြစ်ခဲ့တယ်။ဟုတ်ပြီအဲ့ဖြစ်ခဲ့တာကိုသူမှကြားခြင်းအချိန်ကလည်းပါလာပြီ။ပါလာပြီဆိုရင်ကျွန်တော် first perfect ကိုသုံးမယ်။ဟုတ်ပြီနော် example အနေနဲ့ဆိုလို့ရှိရင် we had lived in that house for 30 years before we sold it ငါတို့အဲ့ဒီအိမ်မှာအဲ့ဒီအိမ်မရောက်ခင်ပေါ့နော်မရောက်ခင်အဲ့ဒီအိမ်မှာနှစ်ပေါင်း30နေခဲ့ဟုတ်တယ်နော်အတိတ်ကာလမှာဖြစ်ခဲ့တယ်သူတို့နေခဲ့တယ်ဟုတ်ပြီနေခဲ့တာကြာချိန်ဘယ်လောက်တောင်နေခဲ့လဲနှစ်30အဲ့တော့ပြောနေတာဖြစ်တဲ့ကျွန်တော် press buffer ကိုသုံးထားတယ် we have lived in that house for 30 years before we sold it ရမယ်နော်နောက်တစ်ခု by the time she graduated she had been to the US for 4 years သူကျောင်းပြီးလို့ဘွဲယူပြီးရဲ့အချိန်မှာသူမအဲ့ဒီပေါ့နော်ဒီဘွဲယူပြီးရဲ့အချိန်မှာ US ကိုရောက်တာ4နှစ်တောင်ရှိခဲ့ပြီဟုတ်တယ်နော်အဲ့တော့ US ကိုရောက်တာ4နှစ်တောင်ရှိခဲ့ပြီဆိုတော့အတိတ်ကာလမှာဖြစ်ခဲ့တဲ့ကြာချိန်ကိုပြောနေတာဖြစ်တဲ့အတွက်ကျွန်တော် first buffer ကိုသုံးထားတယ် by the time she graduated she had been to the US for 4 years အဲ့ဆိုရမလားဒါကတော့ကျွန်တော် press buffer ပေါ့နော်ပြန်ချုံပြီးပြောမယ်ဆိုလို့ရှိရင် press buffer မှာကကျွန်တော်မှတ်စရာဆိုလို့ရှိရင်အတိတ်ကာလမှာဖြစ်ခဲ့တဲ့အကြောင်းအရာအဲ့အကြောင်းအရာနှစ်ခုရှိမယ်ပေါ့နော်အကြောင်းအရာနှစ်ခုမှာအရင်ဖြစ်ခဲ့တဲ့အကြောင်းအရာကိုပြောခြင်း press buffer ကိုသုံးတယ်နောက်တစ်ခုကအတိတ်မှာဖြစ်ခဲ့တဲ့အရာရဲ့ကြာခြင်းအဲ့ကိစ္စတစ်ခုကအလောက်ကြာတယ်အဲ့လောက်ထိကြာသွားတယ်ဒီလောက်ထိကြာသွားတယ်ဒီလောက်ထိဖြစ်ထားတယ်အဲ့လိုမျိုးဟာကိုပြောခြင်းကျွန်တော် press buffer ကိုသုံးတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော် press buffer ကိုအားလုံးပဲနားလည်သွားမယ်လို့ပြောနေတယ်ပေါ့နော်ကဲပို့ပြီးနားလည်သွားရအောင်သုံးစံနိုင်မယ် example sentence လေးအတူတူရေးကြည့်ကြမယ်ပေါ့နော်ရေးကြည့်ပြီးလို့ရှိရင်တော့ဒီ press buffer ကဘယ်လိုသုံးရလဲဆိုတာကိုအားလုံးပဲနားလည်သွားကြမယ်လို့ညွှန်လင်းပါတယ်စာတော့တခြားပြန်ပြီးတော့နားလည်အောင်ဆိုလို့ရှိရင် example sentence လေးရေးရမယ်ပေါ့နော်ရေးတဲ့နဲ့ရေးရမယ်ပေါ့အဲဆိုလို့ရှိရင်နောက်ထပ်tense လေးရှင်းပြတဲ့အခါပြန်ပြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye